ဘဝဆိုသည်မှာအသက်ရှင်ခြင်း၏အနုပညာဘဝဆိုသည်မှာရိုးရှင်းစွာတွေးကြည့်လျင်မွေးဖွားခြင်းမှတည်ဆုံးခြင်းအကြားရှိအချိန်ကာလတစ်ခုသာဖြစ်သည်သို့သောထိုအချိန်ကာလကိုညီတို့ဖြတ်တန်းအသက်ရှင်နေထိုင်သည်ဆိုခြင်းကပို၍အရေးကြီးသည်အသက်ရှင်ခြင်းသည်လေရှုခြင်းစားတောက်ခြင်းလှုပ်ရှားခြင်းစသည့်ဇီဝကမဖြစ်စဉ်များသာမဟုတ်ဘဲမိမိဘဝကိုအဓိပ္ပာယ်ရှိအောင်ဖန်တီးတည်ဆောက်ခြင်းအနုပညာတစ်ခုဖြစ်သည်ကျွန်ုပ်တို့အားလုံးသည်ကိုယ်ပိုင်ရည်မှန်းချက်များအိမ်မက်များစိန်ခေါ်မှုများနှင့်ကြုံတွေ့ရမည်ဖြစ်သည်ဘဝတွင်ပျော်ရွှင်စရာများရှိတဲ့ကဲ့သို့စိတ်ပြတ်အားငယ်စရာများလည်းရှိသည်အရေးကြီးသည်မှာထိုအခက်အခဲများကိုညီတို့ရင်ဆိုင်ကျော်လွှားပြီးထိုအတွေ့အကြုံများမှနေ၍ညီတို့သင်ယူကာရှေ့ဆက်သွားမည်ဆိုခြင်းပင်ဖြစ်သည်အမှန်တကယ်အသက်ရှင်သည်ဆိုသည်မှာလက်ရှိအချိန်ကိုတန်ဖိုးထားတတ်ခြင်းဖြစ်သည်ပြီးခဲ့သည့်အတိတ်အတွက်နောက်တမရပဲမရောက်သေးသည့်အနာဂတ်အတွက်လွန်စွာစိုးရိမ်မနေပဲယနေ့ကိုအကောင်းဆုံးနေထိုင်ခြင်းပင်ဖြစ်သည်ကိုချစ်ခင်သူများမိသားစုမိတ်ဆွေတငယ်ချင်းများနှင့်အချိန်ပေးပါကိုလှုပ်ချင်သည့်အရာများကိုရဲရဲဝံ့ဝံ့လှုပ်ဆောင်ပါကိုပတ်ဝန်းကျင်ကိုအကျိုးပြုသည့်အလုပ်များကိုလှုပ်ဆောင်ပါဘဝသည်တိုးတောင်းလာသည်ထို့ကြောင့်မိမိ၏အသက်ရှင်ခြင်းကိုအဓိပ္ပာယ်ပြေဝစေရန်ကြိုးစားနေထိုင်ပါဘဝသည်လက်ဆောင်တစ်ခုဖြစ်သည်ဤလက်ဆောင်ကိုပေးဆက်ခြင်းဖန်တီးခြင်းချစ်ခြင်းနှင့်ရိုးသားခြင်းတို့ဖြင့်ပြန်လည်အလှဆင်လိုက်ပါထို့သောဆိုလျင်သင်၏အသက်ရှင်နေထိုင်မှုသည်တောက်ပသောပြည့်စုံသောအမှုပညာလက်ရာတစ်ခုဖြစ်လာပါလိမ့်မည်ဘဝဆိုတာစိန်ခေါ်မှုတွေနဲ့ပြည့်နေပေမဲ့သင်ဟာအဲ့ဓာတွေကိုကျော်လွှားနိုင်တဲ့မယုံနိုင်စရာစွမ်းအားတွေပိုင်ဆိုင်ထားပါတယ်အခက်အခဲတိုင်းကသင်ကိုပိုပြီးတန်မာစေတယ်ဘယ်တော့မှလက်မလျှော့ပါနဲ့ရှေ့ဆက်ပြီးကြိုးစားပါသင်ကိုယ်တင်ယုံကြည်ပါအိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့စက်ကြိုးစားပါအောင်မြင်မှုကတစ်လက်ထဲမှာအမြဲရှိနေပါတယ်